မက္ကဆီကိုနိုင်ငံဟာ Google ကုမ္ပဏီကိုအမေရိကန်ပင်လယ်ကွေ့လို့သုံးလုံးမှုနဲ့တရားစွဲဆိုလိုက်ပါတယ်။ဒါကိုသမ္မတရှိန်ပေါင်ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတပထမသက်တမ်းတုန်းက Trump ရဲ့အမိန့်တော်ကြောင့်အမေရိကန်သုံးစွဲသူတွေအတွက်မက္ကဆီကိုပင်လယ်ကွေ့ရဲ့အမည်ကိုပြောင်းလဲဖို့ကြိုးပမ်းနေတာကို Google ကမလုပ်ဆောင်ဘူးမက္ကဆီကိုကတောင်းဆိုထားပါတယ်။ဖေဖော်ဝါရီလတုန်းကအိမ်ဖြူတော်မှာအမေရိကန်ပင်လယ်ကွေ့လို့ရေးသားထားတဲ့မြေပုံတစ်ခုကို Trump အစိုးရကပြသခဲ့ပါတယ်။မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်ပေါင်ကဒီတရားစွဲဆိုမှုကိုကြေညာခဲ့ပေမဲ့အသေးစိတ်ကိုတော့ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။မက္ကဆီကိုနိုင်ငံသားရေးဝန်ကြီးဌာနကငကိုကလေးက Google ကိုစာပို့ပြီးသူတို့ရဲ့နယ်မြေအတွင်းကရေပြင်ကိုအမေရိကန်ပင်လယ်ကွေ့လို့မသုံးနှုန်းဖို့တောင်းဆိုထားခဲ့ပါတယ်။လက်ရှိမှာတော့အမေရိကန်ပြည်ထောင်စုအတွင်းကသုံးစွဲသူတွေအတွက် Google မြေပုံမှာမက္ကဆီကိုပင်လယ်ကွေ့ကိုအမေရိကန်ပင်လယ်ကွေ့လို့ဖော်ပြထားပါတယ်။အမေရိကန်ပြင်ပကသုံးစွဲသူတွေအတွက်ကတော့မက္ကဆီကိုပင်လယ်ကွေ့လို့ပဲဖော်ပြထားပါတယ်။ဇန်နဝါရီ20ရက်နေ့မှာသမ္မတအဖြစ်စတင်တာဝန်ယူတဲ့ပထမဆုံးနေ့မှာပဲ Trump ဟာဖက်ဒရယ်အစိုးရရဲ့မှတ်တမ်းအားလုံးမှာဒီရေပြင်ရဲ့အမည်ကိုပြောင်းလဲဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ရက်သတ္တပတ်အနည်းငယ်အကြာဖေဖော်ဝါရီ9ရက်နေ့မှာသူဟာပင်လယ်ကွေ့ပေါ်ကနေလေယာဉ်နဲ့ဖြတ်တန်းရင်းအဲ့ဒီနေ့ကိုအမေရိကန်ပင်လယ်ကွေ့နေ့အဖြစ်တိကျကြေညာခဲ့ပါသေးတယ်။ဝေဖန်သူတွေကတော့ဒီလုပ်ရက်ဟာပနားမားတူးမြောင်းနဲ့ဂရင်းလန်းကိုသိမ်းပိုက်ဖို့ချိန်ချောက်တာနဲ့ကနေဒါကို50ခုမြောက်ပြည်နယ်ဖြစ်လာအောင်တွန်းအားပေးတာတွေအပါအဝင် Trump ရဲ့နယ်မြေချက်တွင်လိုတဲ့ရည်မှန်းချက်တွေနဲ့ကိုက်ညီတယ်လို့ဆိုကြပါတယ်။အငင်းပွားနေတဲ့ဒီရေပြင်ဟာအမေရိကန်တောင်ပိုင်းနဲ့မက္ကဆီကိုနိုင်ငံကြားမှာတည်ရှိပြီးလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကတည်းကမက္ကဆီကိုပင်လယ်ကွေ့လို့ခေါ်ရင်ခဲ့ပါတယ်။အကယ်၍အမေရိကန်ပင်လယ်ကွေ့ဆိုတဲ့အသုံးအနှုန်းကိုသုံးမယ်ဆိုရင်အဲ့ဒီနာမည်အသစ်ဟာအမေရိကန်တိုက်ကြီးရဲ့ကမ်းလွန်ပင်လယ်ပြင်ပေါ်မှာရှိတဲ့ပင်လယ်ကွေ့ရဲ့အစိပ်ပိုင်းကိုပဲတက်ရောက်တင်တယ်လို့မက္ကဆီကိုကပြောဆိုထားပါတယ်။အဲ့ဒီနယ်နိမိတ်ဟာအများအားဖြင့်အမေရိကန်နဲ့မက္ကဆီကိုရဲ့ရေပြင်နယ်နိမိတ်နဲ့တူညီပါတယ်။ဖေဖော်ဝါရီလတုန်းက Google ရဲ့အစိုးရရေးရာနဲ့ပြည်သူ့ရေးရာမူဝါဒဆိုင်ရာဒုတိယဥက္ကဋ္ဌဖြစ်သူ Chris Turner ကမက္ကဆီကိုကိုသူတို့ရဲ့အမည်ပေးပုံစံကိုပြောင်းလဲမှာမဟုတ်ဘူးလို့ရှိန်ပေါင်ကထုတ်ပြန်ခဲ့တဲ့စာထဲမှာဖော်ပြထားပါတယ်။တာနာကသူတို့ကုမ္ပဏီဟာသူတို့ရဲ့ရေရှည်မြေပုံမူဝါဒတွေကိုဒေတာအားလုံးမှာပတ်မလိုက်ပဲတသမတ်ထဲလိုက်နာဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။အင်တာနက်ကုမ္ပဏီကြီး Alphabet ရဲ့လက်အောက်ခံဖြစ်တဲ့ Google ကသူတို့ဟာအမေရိကန်ဘူမိအမည်စနစ်အရဒေတာအမည်တွေကိုအတိတ်လုပ်နေတယ်လို့ပြောပါတယ်။ Trump ဟာယာဒူးစတင်ယူပြီးကတည်းကမြောက်အမေရိကရဲ့အမြင့်ဆုံးတောင်ကိုဒေနာလီလို့ခေါ်တဲ့တင်းရဲ့အလားစကားရိုးရာအမည်နဲ့ပြောင်းလဲဖို့လဲကြိုးပမ်းခဲ့ပါတယ်။သူဟာရွှေတွင်းလူသားတွေကလုကြံခံခဲ့ရတဲ့သမ္မတတဦးကိုဂုဏ်ပြုတဲ့အနေနဲ့နောက်ပိုင်းမှာပေးထားတဲ့မောက်မက်ကင်လီဆိုတဲ့အမည်ကိုပြန်လည်သုံးစွဲခဲ့ပါတယ်။ဒါပေမဲ့မက္ကဆီကိုပင်လယ်ကွေ့နဲ့ပတ်သက်တဲ့အငင်းပွားမှုကတော့ Trump ရဲ့ Republican Party ထဲကနိုင်ငံရေးသမားတွေကိုစီးလုံးစေခဲ့ပါတယ်။အမေရိကန်အောက်လွှတ်တော်ကပါတီအလိုက်မဲခွဲဆုံးဖြတ်ခဲ့ရမှာ Republican တဦးသာ Democrat တွေနဲ့ပူးပေါင်းပြီးကန့်ကွက်ခဲ့တဲ့အတွက်217မဲနဲ့206မဲနဲ့အမေရိကန်ပင်လယ်ကွေ့ကိုတရားဝင်အမည်ဖြစ်သတ်မှတ်ဖို့ဆန္ဒမဲပေးခဲ့ပါတယ်။ဒီဥပဒေမူကြမ်းဟာအထက်လွှတ်တော်ကိုတင်ပြရင်ပိုပြီးခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်ရဖွယ်ရှိပါတယ်။မက္ကဆီကိုနဲ့ Google တို့ရဲ့အခြေအနေဟာ Trump ရဲ့ပင်လယ်ကွေ့ကိုအမည်ပြောင်းလဲမှုနဲ့ပတ်သက်တဲ့တခုလေးသောပြဿနာတော့မဟုတ်ပါဘူး။သူယာဒူးစတင်ယူပြီးတလအကြာမှာအိမ်ဖြူတော်ဟာ AP သတင်းဌာနကိုအိမ်ဖြူတော်နဲ့ Air Force One ပေါ်ကနေသတင်းယူခွင့်ပိတ်ပင်ဖို့ကြိုးပမ်းခဲ့ပါတယ်။အကြောင်းရင်းကတော့ AP ကအဲ့ဒီရေပြင်ကိုမက္ကဆီကိုပင်လယ်ကွေ့လို့ပဲဆက်လက်သုံးနှုန်းနေတဲ့အကြောင်းဖြစ်ပါတယ်။ဒါပေမဲ့ Federal တရားသူကြီးတဦးကပြီးခဲ့တဲ့လမှာ AP သတင်းဌာနကိုသမ္မတရဲ့လှုပ်ရှားမှုတွေကိုအပြည့်အဝသတင်းယူခွင့်ပြန်လည်ပေးဖို့အမိန့်ချမှတ်ခဲ့ပြီးအစိုးရအနေနဲ့သတင်းဌာနတွေကိုသူတို့ရဲ့ပြောဆိုမှုအကြောင်းအရာအတွက်အပြစ်ပေးတာကိုတားမြစ်ထားတဲ့ပထမပြင်ဆင်ချက်ရဲ့အခွင့်အရေးတွေကိုပို့ပခဲ့ပါတယ်။